CM marketing အလုပ်ကထင်သလောက်တော့မလွယ်ပါဘူး April တို့လိုမျိုးကိုယ်တိုင်ကိုယ့်ရဲ့ client တွေကိုရှာရတဲ့ marketing မျိုးဆိုရင်ပို့ပြီးတော့ခက်ပါတယ်ဒါပေမဲ့ April ကဒီအလုပ်ကိုဝါသနာပါတဲ့အတွက်ကြောင့်မလို့လုပ်ရတာသဘောကျပါတယ် talent တွေရှိနေတာကိုပို့ပြီးတော့သဘောကျပါတယ်အခုလက်ရှိ April က exhibition company တစ်ခုမှာအလုပ်လုပ်နေတာပါ April တနေ့တာဘာတွေလုပ်ရလဲဆိုတာကိုပြသွားပါမယ်အရင်ဦးဆုံးရုံမသွားခင်မနေ့စာဝင်စားပါတယ်ဒီနေ့ April က appointment 2ခုသွားတွေ့ဖို့ရှိပါတယ်အခုလက်ရှိApril Company မှာ6လပိုင်းမှာမြန်မာ Furniture and Home Living Expo ဆိုတဲ့ပွဲနဲ့10လပိုင်းမှာမြန်မာ International Processing Printing and Packaging Expo ဆိုတဲ့ပွဲတွေရှိပါတယ်။အခုက April 10လပိုင်း Printing and Packaging ပွဲအတွက် appointment လေးသွားနေတာပါ။အဲ့ဒါရရွှေလင်မန်းထဲမှာဆိုတော့ April တော်တော်လေးသွားလိုက်ရပါတယ်။ Google Map ပြတာကလည်းမှားနေလို့ April နေရာလေးတွေလွဲခဲ့ကြတယ်။ရွှေလင်မန်းစက်မှုဇုံတွေကလည်းကားနဲ့ဝင်လို့ကမရတော့ဘူးပေါ့နော်။ April က Grand နဲ့လာတာဆိုတော့အဲ့ဒါနဲ့ April ဒီဗီဒီယိုလေးငါပြီးတော့သွားခဲ့ကြပါတယ်ဒီ client ကလည်း April နဲ့အဆင်ပြေသွားတယ်ပေါ့နော် contract တွေချုပ်ပြီးတော့ payment မှာတခါတည်းခြေလိုက်ပါတယ်အဲ့ဒါနဲ့ April နောက်ထပ် appointment တစ်ခုဖြစ်တဲ့တန်လင်ကိုသွားကြပါတယ်လှိုင်းသားရရွှေလင်မန်းကနေပြီးတော့တန်လင်ထိကားစီးလိုက်ရတာဆိုတော့တော်တော်လေးပင်ပန်းပါတယ်တန်လင် appointment က6လပိုင်းမြန်မာ Furniture and Home Living Expo ပွဲကြီးအတွက်လာပြီးတော့စာချုပ်ထားပါနေ့လယ်စာကိုတော့ April Star City တဲက3ပန်လောက်မှာပဲဝင်စားလိုက်ပါတယ်နေ့လယ်စာစားပြီးတော့ April ရုံးကိုပြန်တယ်ရုံးမှာလှုပ်ရှားရှိတာလေးတွေလုပ်ပြီးတော့ခဏကြာမှရုံစင်ကြတယ်ပေါ့နော်နောက်ဆက်တွဲဗီဒီယိုလေးတွေကတော့ April ရိုက်မထားလိုက်ရပါဘူးဘာလို့လဲဆိုတော့ April နည်းနည်းလေးပင်ပန်းသွားလို့ပါနောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်ကျေးဇူးပါ